So mindfulness meditationကိုဘာရမှကျင့်သုံးနေကြပါတယ်။ကောင်းကျိုးအများကြီးရှိတာလက်ခံတယ်ဆိုတော့ဒါပြန်ဝိပဿနာကိုတော့ကောင်းကျိုးဆိုးကျိုးရှိရလို့စစ်တမ်းတချို့ဖတ်ဖူးပါတယ်ရှင်ဗျာရှင်းပြပေးပါ။ဘုံဘုံထင်တာတရားထိုင်တဲ့ခါမှာဖြစ်တဲ့မကြမ်းကြဖြစ်တာမဟုတ်ပါဘူး။တော်တော်ကြာမှဖြစ်တဲ့ကိစ္စအဲ့ဒါတော့ဘာလို့ဆိုတော့တရားပြတဲ့ဆရာကတရားထိုင်တဲ့ပုဂ္ဂိုလ်ထိုင်မဲ့ထိုင်ခိုင်းပြီးတော့ဆရာတရားမစေပေးသူစိတ်ထဲမှာဘာဖြစ်နေလဲဆိုတာကိုတရားထိုင်တဲ့ပုဂ္ဂိုလ်ဟာနားမလည်အထိပ္ပယ်မရှိအဲ့ဒီအတွေးတွေနောက်ကိုသူကပါသွားတယ်အဲ့ဒီအတွေးတွေကြောင့်သူကကြောက်စိတ်တွေဖြစ်တယ်အဲ့ဒါမျိုးတွေဖြစ်တယ် delusion တွေဖြစ်သွားတယ်အဲ့ဒါကတော့တင်ကြီးမှာဖြစ်တာတင်မုံတင်ကြီးမှာဝိပဿနာဖြစ်တယ်နော်ဝိပဿနာကတော့ပြဿနာဖြေရှင်းပေးတာစိတ်ရဲ့ပြဿနာဖြေရှင်းပေးတယ်စိတ်ပြဿနာဖြေရှင်းပေးတော့တချို့ကမေးတယ်လေတိုက်ရိုက်နေတယ်ရှင်ပြတရားခံလို့ယူတယ်ဆိုတာဟုတ်လားတရားမထိုင်ဘဲနဲ့ယူတာပုံများတရားမထိုင်ဘဲနဲ့ပိုယူတာနောက်တရားထိုင်ပြီးတော့အယူပြောက်သွားတယ်ပုံများတယ်ကိုယ့်ရဲ့အတွေးတွေများလို့အတွေးကိုမကင်တွယ်နိုင်တဲ့အခါမှာသူကhallucination တွေပါတော့ဖြစ်သွားတတ်တာမျိုးရှိတယ်အဲ့ဒါမျိုးဆိုတော့သူကနှစ်ခုပေါ့တစ်ခုကတော့ medical condition ပေါ့သူ့ရဲ့ကျန်းမာရေးငကူကဘယ်လိုရှိတော့ medical condition တစ်ခုက meditation condition တရားကြောင့်သူက reaction negative reaction ဘယ်လိုရှိတော့အဲ့ဒီဟာကိုသူတင်တာတော့အဲ့ဒါကြောင့်တရားလေ့လာတဲ့အခါမှာဘုံဘုံထင်တာ psychology နားလည်တာတော့အထောက်အကူဖြစ်တယ်လို့ထင်အထူးသဖြင့် clinical psychology ဒီ psychotherapy တဲ့ဒီ clinical psychology အဲ့ဟာကိုနားလည်ရင်သူ symptom တွေကိုနားလည်တာsymptom နားလည်တဲ့အခါဥပမာလူတယောက်ကသူ့ရဲ့ဘဝမှာ stress များနေဘာလို့ဆိုတော့သူကသူများနဲ့သူ့ကိုသူများနဲ့အများအားဖြင့်နိုင်ရှင်နေတဲ့ကြောင့်မလို့အလိုနေနဲ့သူ့ရဲ့ emotion အရင်က explosive ဖြစ်နေတယ်အဲ့ဒီလူကိုအများနဲ့သူတနားထိုင်လမ်းလျှောက်နှစ်နာရီလမ်းလျှောက်အဲ့လိုသွားလို့ရင်သူ့ကို special attention မပေးဘူးဆိုရင်ပြဿနာရှိနေတယ်အဲ့ဒါတော့ individual attention ပေးဖို့တည်းအရေးကြီးတယ်တရားစစ်တယ်ဆိုတဲ့ပညာကအဲ့ဒီအနေနဲ့